ဒီမှာဒါလေးကကြတော့ဒူးစစ်တွေတရောင်စစ်တွေမဲကွက်ပြီးတော့ဒိုင်ယာပုံစံမျိုးဖြစ်တဲ့ဟာကိုတတ်တာပေါ့နော်သူကလိမ့်တာနည်းနည်းများလာလို့ရှိရင်ပါပြီးတော့ပုံမှန်သားရည်တိုင်းတကြီးလည်းပြန်ဖြစ်သွားတယ်ပေါ့ဒါလေးကဒါကကြတော့ပေါင်နေခါးတွေပါဝက်ချံလိုအမာရွတ်တွေပျောက်တာပေါ့နော်ဒါကကြာစူးတွေပျောက်တာပါကြာစူးတွေပျောက်ဒီမှာဒါကဒိုင်ယာပျောက်တဲ့စီဒိုင်ယာပျောက်တဲ့စီသူကခရင်တိုက်အမာရွတ်တွေပျောက်တာပေါ့နော်အနာကြောက်ပြီးတော့အမာရွတ်ဖြစ်တဲ့ဟာတွေကိုတတ်တာပြီးတော့ပါပြီးတော့ပျောက်သွားတာဒီဟာကကြတော့လက်ရှိကိုတုံးနေတာဒါကကြတော့ဂျယ်တိုက်ဒါကဂျယ်တိုက်လိမ့်လိုက်ရင်အေးလေးသူကအထဲမှာညှစ်ဘူးလေးခရင်လိုမဟုတ်ပဲနဲ့သူကညှစ်ဘူးအတောက်လေးပေါ့နော်အဲ့ဒါလေးကိုဒီဒိုင်ယာပေါ်မှာအမာရွတ်ပေါ်မှာအလိမ့်နာလို့ရှိရင်ချက်ချင်းတော့မပြောက်ပဲနဲ့သူကပါပြီးတော့အမာရွတ်လေးကနေပြီးနောက်ပါပြီးတော့မတိမတာလေးပျောက်လာတယ်ပေါ့ဒီဟာလေးသုံးကြည့်ပါဒါလေးလက်ရှိကိုသုံးနေတာကောင်းပါတယ်